ကဲဒီနေ့တော့ညီမကပေါ့နော်အမဲသားနှံ့ရင်းနဲ့ညီမဗီဒီယိုလေးရိုက်လိုက်မိတယ်ကွယ်ခုကဲတခြားပေါ့နော်အင်ရှင်အောင်ရှင်မတွေအမျိုးသမီးငယ်တွေချက်ပြုတ်တက်ချင်တဲ့ရတာရှိတဲ့အမဲသားနှစ်တစ်ခွက်ကိုရချင်တဲ့သူလေးတွေအတွက်ရည်ညွှန်းပြီးတော့ပေါ့နော်ဒီဗီဒီယိုလေးကိုတင်ဆက်လိုက်ပါတယ်ညီမခုအမဲသားကိုပေါ့နော်ရေဆေးပြီးတော့ရေသေးချပြောင်းဆေးပြီးတော့ကြက်သွန်ဖြူနေချင်းကိုမညက်တညက်ထောင်းပြီးတော့ရတာမှုတွေကိုတေချာလေးနေထားတယ်ပေါ့နော်ဝတ်နိုင်တော့ညီမတော့တေချာလေးနှက်ပေးထားတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အဲ့မှာရတာတွေကစိတ်ဝင်မှာပေါ့နော်အဲ့ဒါကြောင့်မို့ဝတ်နိုင်လောက်နှက်ထားလိုက်ပါရှင်ညီမဒီနှက်တဲ့ထဲကိုပေါ့နော်ငမြာရီပါပေါ့နော်နည်းနည်းပေါ့မယ်ထင်လို့ငမြာရီနည်းနည်းထပ်ပြီးတော့ထည့်လိုက်ပါတယ်ဒီငမြာရီကအကုန်လည်းမထည့်ရင်ငံမှာဆိုလို့ဒီနော်ပြီးရင်တော့တေချာထပ်ပြီးတော့နှံအောင်နေပါတယ်တေချာလေးပေါ့နော်နှက်နေအောင်လို့တခါတည်းမှုလိုက်ပြီးရင်စီလေးပါတခါတည်းထက်နှက်မယ်စီလေးနဲ့ဆိုတခါတည်းအီလေးနဲ့စားကောင်းလို့ပေါ့နော်ဒီနေ့ကမီးပြက်နေတော့မီးသွေးမီးလေးနဲ့ပဲတဲလိုက်ပါတယ်အဆင်ပြေလို့လေးတူရေနဲ့တူချက်မယ်ပေါ့နော်လောလောဆယ်တော့ရေလေးနည်းနည်းလေးကျင်းပြီးထည့်မယ်နော်စုံစည်းရေလေးပေါ့ထည့်ပြီးသွားရဆိုရင်တော့သူ့ဖုံးလေးအုပ်ပြီးတော့ပြီးရင်နိုင်ဝက်လောက်ပေါ့နော်သူ့အရေလေးထောင်လို့တေချာနိုင်ဝက်လောက်ဖုံးလေးအုပ်ပြီးတော့တဲမှာဖြစ်ပါတယ်မီးသွေးနဲ့ဆိုတော့မီးခိုးမှာဆိုလို့ပေါ့နော်တခါတည်းရက်တောင်လေးပါရက်ပေးနေရတယ်ခုလေးဆိုရင်တော့ဖုံးအုပ်လိုက်ပါပြီနော်ဖုံးအုပ်လိုက်ပါပြီကဲတစ်ချက်လောက်ပြန်ဖွင့်ကြည့်မယ်နော်သူ့ရေလေးဆူလာပြီရေဆူလာပြီဆိုရင်တေချာလေးနှံအောင်ထပ်ပြီးတော့မှုမယ်အယောင်သိမ့်မလှလို့ညီမနောက်ပြီးပေါ့နော်အယောင်နေမို့နည်းနည်းထည့်လိုက်တယ်ခုဆိုရင်တော့ဒါတော့တေးပေါ့နော်တေးခမ်းသွားတော့ကြည့်လိုက်တဲ့အချိန်မှာတိတ်ပြီးတော့မနူးသေးဘူးကွယ်မနူးသေးတော့နောက်တေးထည့်မှာပါနောက်တီပေါ့နော်နည်းနည်းပေါ့အများကြီးလည်းမထည့်ရဘူးတကြမကောင်းပါဆိုရေဘောလုံးနဲ့ဆိုလည်းတဲလို့မကောင်းဘူးလေအဲကြောင့်မို့ဒီရေနည်းနည်းလေးထည့်လိုက်ပါတယ်ကဲဒါကတော့ကြက်တော့မဲ့နေထားလေးပေါ့နော်ဒီမှာစုနေပြီပေါ့နော်သူ့အရေလေးရလဲတော်တော်လေးဟောမှုေးနည်းလုံးမှုေးနေရပဲမဲနှက်ဆိုတော့လေဘူးပြီလားလို့ချက်လောက်မှုေးကြည့်မယ်ပေါ့နော်နည်းနည်းလေးတော့စင်ပြေသွားပြီပေါ့နူးသွားပြီနူးသွားတဲ့အနေထားတွေရောက်ပြီပေါ့ဆိုရင်မဆလာလေးအုပ်ပါမယ်မဆလာတစ်ထုံလုံးပေါ့နော်အထုပ်သေးတစ်ထုံလုံးကလားလေးမဆလာတစ်ထုံလုံးထည့်လိုက်ပါမယ်မှုေးလေးနဲ့စားကောင်းတယ်ပေါ့နော်သူကပြီးရင်တော့မှုေးပါမယ်မှုေးပြီးရင်တိချာပေါ့နော်နည်းနည်းရေလေးစီကြံရေကြံနှက်ပြီးဆိုတာနဲ့မီးလေးကိုချလိုက်ပါမယ်ရှင်တယောက်ရတာဆိုမတိမသက်ဖြစ်သွားတယ်ပေါ့နော်ဒါတော့ချက်ပါပြီပေါ့မနေစားကျင်စရာလေးနော်